ဒါဆိုလို့ရှိရင်တော့မိဘနံပါတ်ဟာသားသမီးအပေါ်ထားတဲ့မေတ္တာတရားဘာနဲ့မှနှိုင်းစားလို့မနိုင်ဘူးမိဘတွေကအသက်ကြီးသွားတာမိဘတွေကသားသမီးအပေါ်ချစ်တဲ့စိတ်ထားဟာဘယ်တော့မှမပြောင်းလဲပါဘူးတဲ့မှန်ရဲ့လားဦးစင်းနောက်ထပ်ဒါတကတစ်ခုထပ်ပြမယ်ဦးစင်းကဒီတက္ကသိုလ်ကနေတက္ကသိုလ်ကမော်လိုက်မြိုင်ပါလေအဲ့ဒါတက္ကသိုလ်ကနေပြန်လာပြီးတော့ဒီလိုမျိုးအချိန်ပေါ့လေကျောင်းပိတ် Friday တောက်ကြနေ့ကျောင်းပိတ်တော့တောက်ကြနေ့ညနေမော်လိုက်မြိုင်ကနေဆင်းလာပြီးတော့အဲ့ဒါမိုးရွာတော့ဇရက်တစ်ခုမှနားနေတာအဲ့ဒီဇရက်တစ်ခုမှနားနေတဲ့အချိန်မှာမိုးရွာလို့နားနေတာနော်အဲ့မှာအဖွားတစ်ယောက်ကအသက်80လောက်ရှိပြီအဲ့ဒီအဖွားကတဲ့အမဒီအကျိုးဘယ်လိုခေါ်တောက်ကအိုးလည်းအရန်ကျွမ်းတယ်နော်မြန်မာစကားတော်တော်လေးစူးစမ်းပြီးတော့ဟောပေးနေရတယ်နော်နားလည်ပေးအောင်ပေါ့လေနော်ဒါမှအများကြီးကောင်းလာတယ်နော်ဒါဆိုလို့ရှိရင်အာယုံပြန်စုမယ်အဲ့ဒါအဖွားအသက်ဘယ်လောက်ရှိအဲ့ဒီဟကျိုးင်းတစ်ချောင်းနဲ့လာပြီးတော့အဲ့ဒီဇရက်ရှိဖြတ်သွားတာအမဦးစင်းမေးကြည့်လိုက်တယ်အဖွားဘယ်သွားမလို့လဲပေါ့မဟုတ်လားမိုးကလည်းရွာနေတယ်တဲ့အဖွားပြောတယ်ငါမှသားရှိတယ်တဲ့သားကနွားတော့ကြောင်းနေတာအခုကလည်းညနေဆောင်လည်းဖြစ်နေပြီမိုးကလည်းရွာနေပြီဆိုပြီးတော့အဖွားစိတ်ပူလို့ပါတဲ့အခုအဖွားကအဲ့ဒီနွားတော့ကြောင်းနေတဲ့အဲ့ဒီအဖွားရဲ့သားကိုအဖွားတော့ရှာနေတာတဲ့အဲ့မော်လေးမေးပြီးတော့ဘာဖြစ်လဲအဖွားထွက်သွားတဲ့အချိန်မှာခဏတအောက်နေပြီးတော့အဖွားကအဲ့ဒီဇရက်ကိုထပ်ဖြတ်တယ်နွားလေးတအောက်နဲ့အရှိရလေပြီးလို့ရှိရင်နော်အဲ့ဒီအဖွားနဲ့အဖွားပြောတဲ့အဖွားရဲ့သားကခဏတုန်းကအဖွားအသက်ဘယ်လောက်ရှိ80အဖွားရဲ့သားကအသက်50ကျော်နေပြီဆိုတော့တစ်ချက်ကြည့်လိုက်ပါဦးမိဘကဘလောက်ပဲအသက်သူကြီးသွားနေပါစေသားသမီးအပေါ်ထားတဲ့မေတ္တာတရားပြောင်းလဲသွားလားသားတွေကစပင်ဖြူသွားတာမိဘတွေရဲ့မေတ္တာတရားဘယ်တော့မှပြောင်းလဲမှုမရှိဘူးမှန်ရဲ့လားသားတွေကသွားကျိုးသွားတာမိဘတွေကအဲ့ဒီသားသွားကျိုးနေတဲ့